ဆိုတော့ screen လေးမြင်ရလားမသိဘူးကျွန်တော် start လိုက်ဒီနေ့ကကျွန်တော်multi class ပေါ့နော် multi class ကအရင်ကတော့ဒီbinary ပဲတွေ့ဘူးတာပေါ့နော် binary တော့သူက0 1ပေါ့နော်ဒီနှစ်ခုကိုပဲသူ prediction လုပ်တာပေါ့အဲ့တော့ဒီနေ့ကကျွန်တော်ဒီ multi class လေးတစ်ချက်ပြောမယ်ပေါ့နော် multi class ဆိုတဲ့အတိုင်းပဲသူကနှစ်ခုထပ်ပို့တဲ့ class တွေကိုclassification လုပ်ပါပေါ့နော်အဲ့တော့ recap လေးကျွန်တော်နည်းနည်းတစ်ချက်ပြောရရင်အရင်ဘက်တွေကကျွန်တော်ပြောခဲ့ရဆိုရင်neural network ပေါ့နော်အဲ့တော့ neural network ကသူကဒီ layer တွေနဲ့ဖွဲ့စည်းတာပေါ့နော် layer တွေဖွဲ့စည်းတာပြီးတော့သူ့မှာဘာရှိလဲဆိုရင်သူက input ရှိတယ်ပေါ့နော်အဲ့တော့ဒီမှာဥမာပုံတစ်ပုံထားပါတော့အဲ့တော့ဒီပုံလေးတစ်ပုံဝင်လာမယ်ဆိုရင်ဒီမှာဒါဆို input layer ပေါ့နော်အဲ့ဒီ input layer မှာဒီ hidden layer တွေရှိမယ်အဲ့ဒီ hidden layer တွေမှာဒီပုံကိုကျွန်တော်တို့ကတွက် computation လုပ်တာပေါ့နော်တွက်ပေးတာပေါ့ဒီနေ့ဒီ A တွေက activation function ပေါ့နော်အဲ့ဒီ activation function တွေကနေခုနဒီဝင်လာတဲ့ input ကိုတွက်ပြီးတော့နောက်ဆုံးဒီ output layer ရှိတယ်ပေါ့နော်အဲ့ဒီ output layer မှာဒီပုံကဒီနေ့ပြင်ခွေးပုံဆိုရင်ခွေးပုံစသဖြင့်ပေါ့နော်ကြောင်ဆိုရင်ကြောင်အဲ့လိုမျိုးသူကဒီ hidden layer တွေမှာတွက်ပြီးတော့နောက်ဆုံး output အနေနဲ့ပြန်ထုတ်ပေးတာပေါ့နော်အဲ့တော့ရင်ဘတ်အဓိကပြောရတော့ဒီ activation function ပေါ့အဲ့တော့ activation function မှာဆိုရင်ကျွန်တော်တို့တွေ့ခဲ့တာ3ခုလောက်တွေ့ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပဲကျွန်တော်တို့ဒီoutput layer ကို activation function ပေးတဲ့အခါကျရင်ကိုbuild လုပ်တဲ့ model ပေါ်မူတည်ပြီးတော့ပေးရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် sigmoid ဆိုရင်ကျွန်တော်တို့ကprediction က0နဲ့1ပဲရှိတယ်ပေါ့နော်နှစ်ခုကိုပဲ prediction လုပ်တာပေါ့ဥပမာဆိုရင်ဒီကြောင်တို့ခွေးဆိုရင်လည်းသူနှစ်ခုပဲပေါ့နော် class နှစ်ခုပေါ့ကြောင်ဆိုကြောင်ခွေးဆိုခွေးစသဖြင့်တနည်းအားဖြင့်ဒီမှာဆိုရင်ကျွန်တော်တို့ဒီtop seller ပေါ့နော်အင်ဂျီကအယောင်ရဆုံးအင်ဂျီဟုတ်လားဟုတ်တယ်ဆို1ပေါ့နော်မဟုတ်ဆို0စသဖြင့်အဲ့လိုဒီ connection ကနှစ်ခုပဲကျွန်တော်တို့ classification လုပ်မယ်ဆိုရင်ဒီ sigmoid ကိုသုံးတယ်ပေါ့နော်ဒီနေ့မျိုး0ရယ်1ရယ်ပဲ prediction လုပ်မယ်ဆိုရင် sigmoid သုံးတယ်ပေါ့အဲ့တော့ဒီမှာဆိုရင်ကျွန်တော် regression ကကြတော့သူကဘာဖြစ်နိုင်လဲဆိုရင် minus ကိုလည်း prediction လုပ်နိုင်ပါတော့ plus ရော minus ရော prediction လုပ်တဲ့နေရာမှာသုံးတယ်ပေါ့နော်ဒီနေ့ကျွန်တော်ဒီ stock share တွေပေါ့ဒီ stock ဈေးကွက်တွေကကျွန်တော်တို့ minus လည်းဖြစ်နိုင်တယ်ပေါ့နော်သူကအသက်အကျရှိတာဟုတ်အဲ့တော့အဲ့လိုနေရာမှာဆိုရင်ကျွန်တော်တို့ regression ကိုသုံးတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကReLU ပေါ့အဲ့တော့ ReLU ကကျွန်တော်တို့ဒီပို့ပြီးတော့ efficient ဖြစ်တယ်ပေါ့နော်ဖြစ်ဒီ sigmoid တက်ဆိုင်ပို့ပြီးတော့ဒီကောင်ကပိုကောင်းတယ်ပေါ့သူကဘယ်မှာသုံးလဲဆိုတော့0နဲ့ plus ပေါ့သူကတော့ minus မှာတော့မရှိပေါ့နော်0ရယ်ပြီးတော့သူ့ရဲ့ဒီအပေါင်းကိန်းပြည့်ပေါ့နော်အဲ့တော့0တွေ plus တွေprediction လုပ်တဲ့နေရာမှာReLU ကိုသုံးတယ်ပေါ့တင်းနည်းအားဖြင့်ဥမာကျွန်တော်ဒီ အိမ်ဈေးကွက်တွေပေါ့နော်အဲ့တော့အိမ်ဈေးကွက်ဆိုတာသူက minus ဆိုတာမရှိနိုင်ဘူးเนาะသူ့ရဲ့ price ကဒီ0ဒါမှမဟုတ် plus ပဲဖြစ်နိုင်တယ်ပေါ့အဲ့လိုနေရာမှာဆိုရင်ကျွန်တော်တို့က regression ကိုသုံးတယ်ပေါ့နော်ဒီနေ့အဖြစ် ReLU ပေါ့အဲ့တော့ဒီ ReLU နဲ့ sigmoid နဲ့လည်းကျွန်တော်တို့compare လုပ်ခဲ့သေးတယ်ပေါ့နော်အရင်ဘက်ကအရင်ဘက်တွေကပေါ့နော်အဲ့တော့ReLU ကသူကပို့ပြီးတော့သူဒီမှာဆိုရင်ကျွန်တော်တို့ကဒီ sigmoid တက်ဆိုင်ရင်သူ့ရဲ့ဒီ graph မြင်ပေါ့နော်သူ့ရဲ့မြင်ပိုပြီး flat ဖြစ်တဲ့အတွက်ကျွန်တော်ဒီ model ကို train တဲ့နေရာမှာဒီနေ့ gradient descent နဲ့ကျွန်တော်တို့ဒီ training လုပ်တဲ့နေရာမှာပိုပြီးတော့မြန်ဆန်စေတဲ့အတွက်ReLU ကိုကျွန်တော်တို့ဒီ hidden layer တွေမှာပိုပြီးတော့အသုံးများတယ်ပေါ့နော်အဲ့တော့ဒါလေးကကျွန်တော် recap လေးတစ်ချက်ပြောတာပေါ့အဲ့တော့ဒီနေ့သွားမှာက multi class ပေါ့နော်အဲ့တော့ multi class ဆိုတဲ့အတိုင်းမှာကျွန်တော်တို့ဒီ output ကကျွန်တော် prediction လုပ်ချင်တာကနှစ်ခုထပ်ပိုပြီးဖြစ်နိုင်တယ်ပေါ့အဲ့တော့ဒီမှာဆိုရင်သူကဒီ hand digit လေးတွေပေါ့နော်ဒီမှာဆို0ကနေ90ရှိရပေါ့အဲ့တော့ဒီ0 1 2 3 4ဒီ90ကိုမှာဘယ်ခဏန်းလဲဆိုတော့ကျွန်တော်တို့prediction လုပ်မှာပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူရဲ့ x input ကဒီ7ပုံလေးကိုကျွန်တော်တို့ပြမယ်ဆိုရင်prediction တွေနဲ့y အနေနဲ့ပေါ့နော်ဒီနေ့7ဆိုပြီးတော့ကျွန်တော်တို့ predict လုပ်တဲ့ပုံစံမျိုးပေါ့အဲ့တော့ဒီမှာသူပြောထားရပါတော့အဲ့တော့ဒီ multi class classification ဖြစ်တဲ့အတွက်သူ့ရဲ့ output ကနှစ်ခုထပ်ပို့ပြီးတော့ကျွန်တော်တို့ဖြစ်နိုင်တယ်ပေါ့အဲ့တော့
ဒီမှာ example အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ဒါတော့ကျွန်တော်တို့အရင်တွေ့ခဲ့တွေ့ဘူးနေကြအရာပေါ့နော် binary ဆိုတော့သူ့မှာဒီမှာဆိုရင်1ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီ p ဆိုတာလေးကကျွန်တော်ဒီ probability ကိုကြီးညွှန်းတာပေါ့အဲ့တော့ဒီ1ဖြစ်နိုင်တဲ့ probability ရှိမယ်ဒီနောက်ပြဒီ x ပေါ့နော်x လို့ပဲကျွန်တော်တို့သဘောထားလိုက်မယ်အဲ့တော့ဒီအောက်မှာကျတော့ကျွန်တော်တို့ဒီအဝိုင်းလေးပေါ့နော်အဝိုင်းကတနည်းအားဖြင့်1မဟုတ်တဲ့ဟာဆိုတော့ကျွန်တော်တို့0ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ boundary တစ်ခုရှိမှာပေါ့ဒါတော့ကျွန်တော်တို့binary classification တို့ကျွန်တော်တို့တည်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ပြောမှာက multi class ပေါ့အဲ့တော့ multi class ဆိုတော့ကျွန်တော်တို့နှစ်ခုထပ်ပို့ပြီးတော့ prediction လုပ်လို့ရတယ်အဲ့တော့ဒီမှာဆိုရင်၄ခုပေါ့နော်အဲ့တော့ဒီမှာဆိုရင်1ဖြစ်နိုင်တဲ့probability ပေါ့နော်ပြီးတော့ဒီမှာဆိုရင်2ဖြစ်နိုင်တဲ့ probability 3 4စသဖြင့်ဒီမှာ class ၄ခုရှိမဲ့ရှိရပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီboundary လေးတွေကျွန်တော်တို့တတ်မှတ်ပြီးတော့ကျွန်တော်ရဲ့ model ကို prediction လုပ်လို့ရတဲ့ဟာကိုကျွန်တော်တို့multi class classification လို့ကျွန်တော်တို့ခေါ်ရပေါ့အဲ့တော့ multi class classification မှာကျွန်တော်ဒီ activation function ဘာသုံးလဲဆိုရင် softmax သုံးတယ်ပေါ့အရှင်းမှာကျွန်တော်တို့ဒီ binary classification မှာဆိုရင်တော့ကျွန်တော်တို့sigmoid ကိုသုံးတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုကျွန်တော်တို့က softmax ကိုသုံးမှာဖြစ်ပါတယ်အဲ့တော့ softmax ကလည်းကျွန်တော်တို့ဘယ်ကနေဆင်းသက်လာရပဲဆိုရင်ဒီ logistic regression ပေါ့နော်ဒီနေ့ပြကျွန်တော်တို့ဒီ binary classification ဒီ logistic regression ကပဲသူကဆင်းသက်လာဒီနေ့ generalization လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ logistic regression မှာတစ်ချက်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အရင်ကတွေ့ဘူးတဲ့ဟာပဲပေါ့နော်အဲ့တော့သူမှာဒီဒါ activation function ရှိမယ်အဲ့ဒီ activation function က1 plus e power minus ပေါ့နော်အဲ့တော့သူကဒီနှစ်ခုပဲရှိနိုင်တဲ့သူမှာဒါဆိုရင်1ကို prediction လုပ်တာပေါ့အဲ့တော့နောက်တစ်ခုကကျတော့0ကိုprediction လုပ်တဲ့အပိုင်းပေါ့နော်အဲ့တော့ဒီမှာဆိုကျွန်တော်တို့ကဒီကဲပေါ့1ကို prediction လုပ်တဲ့ဟာက 0.71 ဆိုရင်နောက်တစ်ခုကကျွန်တော်တို့ဒီ1နဲ့က1 minus a1 နဲ့ကိုနှုတ်လိုက်ရင်နောက်တစ်ခုကကျွန်တော်တို့0ဖြစ်နိုင်တဲ့probability ကိုရတယ်ပေါ့နော်အဲ့တော့ဒီ probability ရဲ့ကျွန်တော်တို့အဓိက concept ကတော့ဒီ probability တွေအကုန်လုံးစုစုပေါင်းလက်ကကျွန်တော်တို့ဒီ1နဲ့ညီမျှတယ်ပေါ့အဲ့တော့ဒီမှာသူက1ကို1ဖြစ်နိုင်တဲ့ probability က 0.71 ဆိုတော့နောက်တစ်ခုကျွန်တော်တို့0ဖြစ်နိုင်တဲ့ဟာဒီ1နဲ့ကနေဒါ 0.71 နှုတ်လိုက်တော့0.29 ရတယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီ logistic regression ပေါ့အဲ့တော့ကျွန်တော်ဒီ softmax ကိုချက်ကြည့်မှာပေါ့နော်အဲ့တော့ softmax regression ပြန်ပြီးဒီကောင်ကကျွန်တော်ဒီခုနပြောခဲ့တဲ့အတိုင်းပဲ logistic regression ကနေ generalization တွေနဲ့ဆင်းသက်လာတယ်ပေါ့နော်အဲ့တော့သူကနှစ်ခုထပ်ပိုပြီးဖြစ်နိုင်တဲ့သူကဒီမှာဆိုရင်ကျွန်တော်တို့၄ခုပဲထားပါတော့နော် y ကကျွန်တော်တို့class ၄ခုရှိမယ်အဲ့တော့သူကဘယ်လိုမျိုးဟိုဟာဖြစ်လဲဆိုရင်သူကခုနကျွန်တော်တို့ဒီ logistic အတိုင်းပဲသူမှာ set ရှိတယ် set ကိုမှ wh plus b တူတူပဲပေါ့နော်ဒီ logistic နဲ့တူတူပဲဒါပေမဲ့ကျွန်တော်တို့ဒီ activation function မှာကိုယ်ရွာရပေါ့နော်အဲ့တော့ဒီ a1 ပေါ့တနည်းအားဖြင့်ဒီ1ကကျွန်တော်တို့တော့ဒီ prediction လုပ်တဲ့အရှိy1 ဆိုကျွန်တော် a1 ပေါ့နော်အဲ့တော့ a1 တစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်သူ့မှာe power ရှိရပေါ့အဲ့တော့ဒီပိုင်းဝင်မှာဆိုရင်သူက e power ပြီးရင်z1 ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ1ကို prediction လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီ z1 ကိုကျွန်တော်တို့ပိုင်းဝေထားရပေါ့ပြီးတော့အောက်ကဟာဆိုရင်ကျွန်တော်တို့ဒီ၄ခုရှိရင်၄ခုအတိုင်း z1 z2 z3 z4 ၄ခုလုံးကျွန်တော်တို့ပိုင်းတင်မှာထားပြီးတော့တွက်ပေးရတယ်ပေါ့နော်အဲ့တော့ဒီZ2 ဆိုလဲကျွန်တော်တို့အတူတူပဲပေါ့အဲ့တော့ A2 ဆိုလဲကျွန်တော်တို့ကဒီ2ကို prediction လုပ်မယ်ဆိုရင်အပေါ်မှာ e power Z2 ပေါ့နော်ပြီးတော့ပိုင်းထိကတော့ကျွန်တော်တို့ဒီအပေါ်ဟာနဲ့အတူတူပဲZ1 ကနေ Z4 ထိသွားတယ်ပေါ့အဲ့လိုပဲကျွန်တော်တို့ဒီ၄ခုရှိရင် A2 A3 A4 ကျွန်တော်ဒီ၄ခုဆိုတာကျွန်တော်တို့တွက်ပေးရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့မတူတာကဒီ logistic မှာကကျွန်တော်တို့ဒီမှာဆိုရင် Z1 ဆိုကျွန်တော် Z1 တစ်ခုစာပဲတွက်တော့ပေါ့နော်ဒီမှာက M ဆိုရင်ကျွန်တော်တို့ဒီ activation function မှာဆိုရင်အောက်ကပိုင်းချိန်မှာသူက1ကနေ4ထိကျွန်တော်တို့ဒီအကုန်တွက်ပေးရတယ်ပေါ့နော်အဲ့လည်းကျွန်တော်ပြင်တစ်ချက်ပြန်ပြောပြရပေါ့အဲ့ဒီမှာတစ်ချက်ကျွန်တော်တို့ကြည့်မယ်ဆိုရင် softmax regression ကကဲသူက1ကနေကျွန်တော်တို့ n ချိန်မြောက်ထိရှိနိုင်တယ်ပေါ့နော်အဲ့တော့သူကဒီ logistic နဲ့တူတာကဒီz ရှိမယ်ပြီးတော့ wh plus b ရှိမယ်
အဲ့တော့ J ဆိုတာကတနည်းအားဖြင့်ကျွန်တော်တို့ရဲ့feature တွေပေါ့နော် feature ဘယ်နှခုရှိလဲဒီမှာကျွန်တော်တို့၄ခုရှိမယ်ဆိုရင်၄ခုရှိမယ်ဆိုရင်ကျွန်တော်တို့က J က၄ခုရှိမယ်ပေါ့အဲ့တော့ဒီကတော့ကျွန်တော်ဒီဟာကိုပဲပြန်ရှင်းထားတာပေါ့နော်အဲ့တော့ AJ ဆိုတဲ့အတိုင်းပဲအဲ့တော့ A1 ဆိုရင် A1 ပေါ့နော် A2 ဆို A2 စသဖြင့်ဒီ E ကတော့ E power ကျွန်တော်တို့prediction လုပ်ချင်တဲ့ဟာset ကြီးပေါ့နော် okay ကိုကဒီ 1 prediction လုပ်မယ်ဆိုရင် set 1ပေါ့အဲ့လိုမျိုးစသဖြင့်ကျွန်တော်တို့ဒီ softmax regression ကဒီလိုတွက်ပေးရပါတော့အဲ့တော့ကျွန်တော်ဒီ logistic နဲ့ softmax ကိုကျွန်တော်ပြန်နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အဲ့တော့ logistic regression မှာz equal to wh plus b ပြီးတော့သူ့မှာ a1 equal to g of set ပေါ့နော်ပြီးတော့ a1 မှာဆိုရင်သူ့ရဲ့ဒီ function က1/1 plus e power minus set ပေါ့ပြီးတော့ဒီ a2 မှာဆိုရင်သူကနှစ်ခုပဲရှိတာဖြစ်တဲ့အတွက်တော့ဒီ1နဲ့ကနေ a1 ကိုနှုတ်လိုက်တာနဲ့a2 ရဲ့တန်ဖိုးရတယ်ပေါ့နော်အဲ့တော့ဒီသူ့ရဲ့ဒီ loss function ကလည်းဒီပုံစံအတိုင်းလေးပေါ့အဲ့တော့ဒီမှာဆိုကျွန်တော်တို့ဒါတွေကတော့ကျွန်တော်တို့တည်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူက log 1 a1 ဆိုတာတနည်းအားဖြင့်1 a1 ကa2 နဲ့ကျွန်တော်တို့အတူတူပဲပေါ့နော်အဲ့တော့ဒီ softmax ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီကတော့ကျွန်တော်တို့y1 ပေါ့နော် okay ကျွန်တော်တို့က1 ကို prediction လုပ်မယ်ဆိုရင်ဒီ1 y နေရာလေးမှာကျွန်တော်တို့1ထည့်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ထည့်ကြည့်လိုက်မယ်ဆိုတော့ -log a1 ဖြစ်မှာပေါ့အဲ့တော့ပြီးတော့ -1 y က1ဖြစ်ရင်0ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်သူက okay y ကကျွန်တော်1 prediction လုပ်ချင်တာ ਨੇ ဒီအနောက်ကတစ်ခုလုံးကျွန်တော်ပြောက်သွားမယ်ပေါ့နော်အဲ့တော့ဘာကြိုင်းခဲ့မလဲဆိုရင် -log a1 ပေါ့အဲ့တော့ဒီကြတော့ကျွန်တော်ဟိုဒီ logistic regression တော့ပြောပြီးသွားပြီပေါ့နော်အဲ့တော့ softmax ကိုနည်းနည်းပြန်ကြည့်မယ်ဆိုရင် softmax ကခုနပြောခဲ့တဲ့အတိုင်းပဲသူ့မှာကျွန်တော်ဒီe power ရှိပေါ့နော် e power အဲ့တော့ ပိုင်းဝေမှာကျွန်တော်တို့ဒီ1ဆိုရင်ကျွန်တော်ဒီ set 1ပေါ့နော်အဲ့တော့1 prediction y က1 prediction လုပ်မယ်ဆိုရင်အပေါ်မှာကset 1ရှိမယ်အဲ့2 prediction လုပ်မယ်ဆိုရင်အပေါ်မှာ set 2ပေါ့နော်အဲ့တော့ဒီနေ့အဖြစ်1ကနေကျွန်တော်တို့ဒီ n ချိန်မြောက်ထိရှိမယ်ပြီးတော့အပေါ်မှာ set n ပေါ့နော်အဲ့တော့ဒီမှာ2ဆို2ဖြစ်မှာပေါ့နော်3ဆို3ပြီးတော့ပိုင်းချိန်မှာကျတော့ကျွန်တော်တို့feature ရှိရဲ့n ချိန်မြောက်ထိကျွန်တော်တို့လုပ်ပေးရပါတော့အဲ့တော့4ခုရှိရင်ကျွန်တော်4ခုစာတွက်ပေးရတယ်5ခုဆို5ခုပေါ့အဲ့တော့ကျွန်တော်ဒီ loss function မှာတစ်ချက်ပြန်ကြည့်မယ်ဆိုရင်လည်းသူကဒီ -log a1 ပေါ့နော် okay y က1 prediction လုပ်မယ်ဆိုရင်-log a1 2ဆိုရင်-log a2 စသဖြင့်ပေါ့နော်ဒီ n ချိန်မြောက်ထိကျွန်တော်တို့ရှိမယ်ပေါ့အဲ့တော့နည်းနည်းပြောမယ်ဆိုရင်ကျွန်တော်ဒီ logistic နဲ့ softmax က okay ဒါ softmax ကဒီ class နှစ်ခုပဲရှိမယ်ဆိုရင်ဒီ loss function ကျွန်တော်တို့အတူတူပဲဖြစ်မှာပေါ့နော် okay ဒီမှာဆိုရင်ဒီမှာဆိုရင်ကျွန်တော်1ပေါ့နော်ခုန1ကိုလောက်ခဲ့တဲ့အတိုင်းပဲ1ဆိုရင်ကျွန်တော်ဒီတစ်ခုလုံးပျောက်သွားမယ်ပေါ့အဲ့တော့0ဆိုရင်တော့0ဆိုရင်ဒီကပျောက်ပြီးတော့1 - 0ဆိုရင်ကျွန်တော်တို့ဒီနေ့ log a2 ပေါ့နော် -log a2 ပေါ့အဲ့ဒီဒီဟာနဲ့အတူတူပဲပေါ့နော်အဲ့တော့1ဆိုရင်ဒီမှာအစားသွင်းကြည့်လိုက်ရင် -log a1 ရမယ်ပေါ့အဲ့တော့2ဆိုရင် -log a2 ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဒီ logistic softmax regression ကlogistic regression ကနေကျွန်တော်တို့ဆင်းသက်လာဖြစ်တဲ့အတွက်ဒီအကယ်၍ဒီမှာ class နှစ်ခုရှင်ကျွန်တော်ဒီနှစ်ခုက loss function အတူတူပဲပေါ့နော်အဲ့တော့ဒါပေမဲ့သူက multi class ဖြစ်တဲ့အတွက်အကယ်၍ကျွန်တော်တို့ဒီနှစ်ခုထပ်ပို့ပြီးတော့ prediction လုပ်တဲ့နေရာမှာဒီ softmax ကိုကျွန်တော်တို့သုံးတယ်ပေါ့နော်အဲ့တော့ဒီမှာဒီ cost ကိုကျွန်တော်တို့ဒီ graph ကိုပြန်ကြည့်မယ်ဆိုရင်လည်းအဲ့တော့သူ့ရဲ့ဒီ loss ကပေါ့နော်အဲ့တော့loss များလေကျွန်တော်တို့ရဲ့ဒီ activation function ကနည်းလေပေါ့နော်ဒီနေ့ပဲပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီအကယ်1ကိုပေါ့နော်ဒီ y1 ဖြစ်တဲ့ဟာကိုကျွန်တော် prediction လုပ်မယ်ပေါ့အဲ့ချိန်ကျရင်ကျွန်တော်တို့ကဒီ loss ကတဖြည်းဖြည်းနည်းလာလေဒီနေ့ကျွန်တော်တို့1ကိုကျွန်တော်တို့အနည်းဆက်ဆုံးနီးကပ်လာလေပေါ့နော်သူ့ရဲ့ prediction က1ကိုကျွန်တော် prediction လုပ်မှာပေါ့အဲ့တော့ကျွန်တော်တို့ကဒီအဓိကဒီ softmax ကinput ပေါ့နော်ဒီနေ့မြေတပုံပေါ့အဲ့ဒီတပုံမှာကျွန်တော်တို့စသဖြင့်ဒီကြောင်ပုံရှိမယ်ခွေးပုံရှိမယ်အဲ့တော့ကျွန်တော်တို့ကဒီ trace and prediction class တွေအများကြီး prediction လုပ်တဲ့အခါမှာokay
ဒီကြောင်ရဲ့ဒီ probability ကloss ကအရင်သူကအနည်းဆုံးဖြစ်မယ်ဆိုရင်သူကကြောင်ဆိုပြီးတော့ကျွန်တော်တို့ output အနေနဲ့ဒီ softmax ကိုသုံးပြီးတော့prediction လုပ်တဲ့သဘောတရားလေးပေါ့နော်အဲ့တော့ကျွန်တော်ဒီခုနဒီ softmax ကိုမှာဒီ neural network မှာဘယ်လိုသုံးလဲဆိုတော့တစ်ချက်ကျွန်တော်ကြည့်ပါမယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ဒီneural network ရှိမှာပေါ့နော် neural network တို့ရှိမယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ layer မှာunit neuron 25လုံးပေါ့နော်ဒုတိယ15လုံးနောက်ဆုံး output က1 unit ပေါ့တကယ်လို့ဒီဟာကကျွန်တော်တို့အရင်ကတွေ့ခဲ့တဲ့binary classification ပုံစံမျိုးပေါ့နော်တကယ်လို့သူ့ရဲ့ output မှာneuron တစ်လုံးပဲရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ခု multi class ကကြတော့ကျွန်တော်တို့ဒီ class တွေအများကြီးကို prediction လုပ်မှဖြစ်တဲ့အတွက်သူ့ရဲ့ output ကဒီ neuron တစ်လုံးထပ်ပို့ပြီးတော့ကျွန်တော်တို့ရှိနိုင်တယ်ပေါ့နော်တကယ်ကျွန်တော်တို့ကဒီclass 10ခုကို prediction လုပ်မယ်ဆိုရင်ဒီ output layer မှာ10ခုရှိမှာပေါ့နော်အဲ့တော့hidden layer မှာကျွန်တော်တို့ value ထားမယ်ပြီးတော့နောက်ဆုံးကျွန်တော်တို့က multi classification လုပ်မှဖြစ်တဲ့အတွက်softmax ကိုသုံးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလဲကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်းပဲset တန်ဖိုးတွေရှိမယ်set 1ကကျွန်တော်ဒီ neuron 1ပေါ့နော် neuron 1တော့မှာပေါ့အဲ့တော့ set တန်ကတော့ကျွန်တော်ဒီneuron 10လုံးမြောက်စာတော့ကျွန်တော်ဒီတွက်တဲ့ပုံစံလေးပေါ့နော်ပြီးတော့ဒီမှာသူ့မှာ activation function ရှိတယ်အဲ့တော့ဒီအပေါ်ကဒီ A2 ဆိုတာတော့သူ့ရဲ့ဒီ A2 activation ပေါ့နော် layer 2ကိုတွက်ထားတဲ့ဒီ A2 လေးကသူ့မှာသူ့ input အနေနဲ့ပြန်ဝင်ပြီးတော့ကျွန်တော်ဒီ A2 နဲ့ပြန်တွက်ပေးရတဲ့neural network ပုံစံပေါ့နော်အဲ့တော့ဒီ activation function တွေရှိမှာပေါ့နော် activation function softmax ဖြစ်တဲ့အတွက်ခုနအတိုင်းပဲ e power တွေရှိမယ်အဲ့တော့အဲ့အနေမှာကျွန်တော်တို့ဒီ10ခုဖြစ်တဲ့အတွက် neuron 1ကနေကျွန်တော်ဒီ10ခုထိ10ခုဆိုကျွန်တော်တို့တွက်ပေးတဲ့ပုံစံပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ logistic regression မှာဆိုရင်ဒီအကေပေါ့နော်အဲ့တော့ဒီ A3 တွက်ပေါ့အဲ့တော့ဒီ A3 ကျွန်တော်တို့နောက်ဆုံးဒီ output တွက်ဆိုရင်သူက G1 ပဲပေါ့နော်neuron 1ဆိုတာ neuron တစ်လုံးfirst neuron တော့ပေါ့နော်အဲ့တော့ first neuron သူကပထမဆုံး first neuron တွက်ဆိုရင်ဒီ Z1 တစ်ခုစာပဲတွက်တယ်ပေါ့အဲ့တော့ဒီမှာဆိုလဲအတိုင်းပဲ A2 ဆိုတာကျွန်တော်ဒီ second neuron ပေါ့အဲ့တော့ဒီ second neuron တွက်ဆိုရင်လည်းသူ့ရဲ့ function ကဒီအထဲမှာဆိုရင် Z2 နဲ့ပဲတွက်တယ်ပေါ့အဲ့တော့ဒီမှာကျွန်တော်ဒီ softmax နဲ့မတူတာကဒီ softmax ကကြတော့သူ့မှာ e power တွေအကုန်တွက်တယ်ပေါ့နော်ဒီပိုင်းကြီးမှာဆိုလဲတကယ်10ခုရှိရင်ကျွန်တော်တို့ဒီ10ခုစာလုံးကျွန်တော်တို့ထားပြီးတွက်ရတယ်ပေါ့အဲ့တော့ဒီမှာဆိုရင်သူကဒီ A မှာကဲ A1 ဆိုလဲကျွန်တော်တို့ဒီ A1 စာတော့ A1 တခုတော့ကျွန်တော်တွက်လို့မရဘူးပေါ့နော်အဲ့တော့ဒီ A1 ကနေ A တန်းထိကျွန်တော်တို့အကုန်တွက်ပေးရတယ်ဒီမှာဆိုလဲကျွန်တော်တို့ဒီ G of function ထဲမှာထည့်မယ်ဆိုလဲအဲ့လိုပဲကျွန်တော်ဒီ Z1 ကနေဒီ Z တန်းထိကျွန်တော်တို့အကုန်တွက်ပေးမှကျွန်တော်ဒီ softmax ပါအဲ့လိုတွက်ရတယ်ပေါ့နော်ဒီ logic နဲ့မတူတာကအဲ့တော့အဲ့တော့ဒီ code အနေနဲ့ကျွန်တော်ပြန်တစ်ချက်ကြည့်မယ်ဆိုရင်ပထမဆုံးကျွန်တော် model ကို define လုပ်ရတယ်ပေါ့နော်အဲ့တော့အရင်တော့ကျွန်တော်တွေ့ခဲ့တဲ့အတိုင်းပဲဒီ TensorFlow သုံးတယ်အဲ့တော့ library တွေကျွန်တော်တို့ import ကြီးညာရပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့ဒီneural network လေးရာကိုကျွန်တော်တို့define လုပ်ရတယ်ပေါ့နော် model ကိုတနည်း model define လုပ်တာပေါ့အဲ့တော့ sequential function သုံးတယ်အဲ့တော့ sequential ဆိုတာကျွန်တော်တို့ဒီတစ်ခုပြီးမှတစ်ခုအလုပ်လုပ်တဲ့ပုံစံပေါ့နော်အဲ့တော့ခုနလိုပဲကျွန်တော်တို့ဒီ dance function ပေါ့အဲ့တော့ dance ထဲမှာပထမဆုံးlayer ကကျွန်တော်25ခုဖြစ်တဲ့အတွက်unit ဆိုပြီး25ခုရှိရပါတော့25ပြီးတော့ activation ကိုကျွန်တော်တို့hidden layer တွေဆိုကျွန်တော်တို့ ReLU ကိုသုံးတာများတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလဲအတိုင်းပဲ unit ဘယ်လောက်ရှိလဲ15ခုဆို15ခုပြီးတော့ ReLU သုံးတယ်အဲ့တော့နောက်ဆုံးကျွန်တော်တို့ဒီ output layer ပေါ့နော်အဲ့တော့ဒီ output layer တော့ဆိုရင်ကျွန်တော်တို့ကသူက class 10ခုဖြစ်တဲ့အတွက်10ခုထည့်ထားတယ်ပြီးတော့ softmax ကိုသုံးတယ်ပေါ့နော် multi classification ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာsoftmax ကိုကျွန်တော်တို့အဓိကထားသုံးလာပြီပေါ့နော်အဲ့တော့ဒီမှာ loss function ကြည့်မယ်ဆိုလဲကျွန်တော်တို့သူ့ရဲ့ဘာ library ကို import လုပ်ရလဲဆိုရင်ဒီမှာ sparse categorical cross entropy ဆိုတဲ့ဒီ softmax အတွက်ကိုကျွန်တော်တို့ဒီ library ကိုကျွန်တော်တို့ import လုပ်ရတယ်ပေါ့အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီ loss function တော့ဖို့အတွက်sparse categorical cross entropy ကိုကျွန်တော်တို့
ရေးပေးရပါတော့ကျွန်တော်တို့ဒီ binary မှာတော့ဒီbinary cross entropy ကိုကျွန်တော်တို့သုံးတယ်ပေါ့ဒီမှာကျွန်တော်တို့sparse ကိုသုံးတယ်ပေါ့နော်အဲ့တော့ပြီးတော့ model train မယ်ဆိုရင် model.fit ပေါ့နော် model.fit epoch ကိုကျွန်တော်တို့ကိုကြိုက်လို့ထားလို့ရမယ်နော်အဲ့တော့ဒီမှာ100ဆိုရင်ကျွန်တော်တို့ရဲ့ဒီ model ကိုဒီ gradient descent နဲ့အခါ100ကျွန်တော်တို့ train မယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့ဒီမှာဆိုကျွန်တော်တို့ဒီ soft mask သုံးတာပြောပြီးသွားဆိုရင်အဲ့တော့ကျွန်တော်ရဲ့ဒီ soft mask ကိုပေါ့နော်ပို့ပြီးတော့improve ဖြစ်အောင်ကျွန်တော်တို့လုပ်လို့ရသေးတယ်ပေါ့အဲ့တော့ပြန်လို့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ numerical round of error ပေါ့အဲ့တော့ဒီ numerical round of error ဆိုတာဘာလဲဆိုရင်ဥပမာကျွန်တော်တို့ဒီoption 2မျိုးရှိရပေါ့အဲ့တော့ပထမ option မှာသူက2ကို1000နဲ့စားရပေါ့နော်အဲ့တော့နောက်ထပ် option 2မှာလည်းအဲ့လိုပဲဒီမှာဆိုရင်1 plus 1 by 1000ပေါ့နော်အဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့ရှင်းလိုက်မယ်ဆိုရင်ဒီမှာရှင်းမယ်ဆိုရင်ကျွန်တော်တို့ minus ပေါ့နော်အဲ့တော့ -1 plus ဆိုရင်အဲ့တော့ဒီ1နဲ့1နဲ့ကြေပြီးတော့ဒီနှစ်ခုတာကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်ဒီကောင်ပဲပြန်ထွက်တယ်ပေါ့ဒါတော့ကျွန်တော်တို့ဒီကိုယ့်ဘောက်ကိုစိတ်သွင်းတဲ့တော့ line ဒီလိုမျိုးအတူတူပဲဆိုတော့ကျွန်တော်တို့တည်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီကွန်ပျူတာကိုခိုင်းလိုက်တဲ့အခါကျရင်ဥပမာကျွန်တော်တို့ဒီ Python မှာတစ်ချက်ကျွန်တော်တို့ဒီတွားပြီးရေးတဲ့အခါကျရင်သူ့ရဲ့အဖြေနှမျိုးကမတူဘူးပေါ့နော်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ခုနလိုပဲသူ့ကို1000နဲ့စားတယ်အဲ့တော့ဒီကတော့ကျွန်တော်တို့နောက်ကတရမ18လုံး18လုံးသာရှူတာပေါ့နော်အဲ့တော့စားမယ်ဆိုရင်ကျွန်တော်တို့ဒီလောက်တန်ဖိုးထွက်တာပေါ့အဲ့တော့နောက်ဟိုမှာဆိုရင်လည်းဒီကောင်ဒီလိုတစ်ချက်ရေးတယ်ဒါပေမဲ့ဒီရဲ့ expression နဲ့ဒီဟာနဲ့ဒီကောင်ကိုရှင်းလိုက်မယ်ဆိုရင်ဒီ2 by 1000ကအတူတူပဲပေါ့ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ expression လားဒီလိုမျိုးပြောင်းရေးလိုက်မယ်ဆိုရင်သူ့ရဲ့အဖြေရလက်ကမတူတော့ဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အခါကျရင်ကျွန်တော်တို့ကဒီ numerical round of error ဆိုရဲဒီလိုမျိုးneural network မှာအဲ့လို computation လုပ်တဲ့အခါကျရင်အဲ့လို error တွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုး error တွေreduce လုပ်ဖို့ရတော့ဘယ်လိုသုံးလဲဆိုရင်ကျွန်တော်တို့တစ်ချက်ပြောပြမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ logistic regression ရှိမယ်အဲ့တော့ကျွန်တော်တို့ဒါတွေကအရင်တွေ့ခဲ့တဲ့အတိုင်းပဲဒီမှာlogistic ဖြစ်တဲ့တော့ဒီမှာဆိုရင်loss function ကို binary cross entropy ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ original ဒီ loss function ကိုရေးမယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးရေးရပေါ့ခုနဒီလိုမျိုးရေးရပေါ့နော်အဲ့တော့အဲ့အနေမှာကျွန်တော်တို့ဒီ a ကိုကျွန်တော်တို့ဒီတန်ဖိုးတာကျွန်တော်တို့အစားသွင်းပြီးတော့expression ပြောင်းလိုက်မယ်ဆိုရင်အဲ့တော့ -y log ပေါ့နော် log မှာဒီ a ဆိုရင်ကျွန်တော်ဒီဟာကိုကျွန်တော်တို့အစားသွင်းလိုက်တယ်ပေါ့အဲ့တော့ဒီလိုမျိုးကျွန်တော်တို့1 by 1 plus တွေစသဖြင့်ပေါ့နော်အဲ့ဒါကျွန်တော်တို့တနည်းအားဖြင့်တောက်ကိုintermediate value လို့လည်းခေါ်ရပါတော့အဲ့လိုမျိုးကျွန်တော်တို့အစားသွင်းပြီးတွက်လိုက်တဲ့ဒီအခါကျရင်ဒီလိုမျိုးတန်ဖိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့လိုဖြစ်လာတဲ့အခါကျရင်ခုနကျွန်တော်တို့ဒီပုံစံတိုင်းပဲဒီကွန်ပျူတာကိုလမ်းခိုင်းတဲ့အခါကျရင်ဒီလိုမျိုး round of error တွေဖြစ်နိုင်တယ်round of ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီဒရမတွေမတူတာတွေစသဖြင့် overflow underflow စသဖြင့်ပေါ့နော်ဒီလိုမျိုးကိန်းကနန်းတွေကွဲလွဲနေတာပေါ့နော်အဲ့လိုမျိုး error တွေမဖြစ်အောင်ကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော်အဲ့လိုလုပ်ဖို့တော့ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုရင်ခုနကျွန်တော်တို့ဒီ binary cross entropy ပေါ့နော်အဲ့လိုဒီ binary cross entropy ရဲ့ဒီ parameter မှာဘယ်တော့ပါထည့်လိုက်လဲဆိုရင်from logis true ပေါ့နော် from logis equal to true ဆိုပြီးတော့ကျွန်တော်တို့ဒီဟာလေးထည့်လိုက်တယ်ပေါ့အဲ့တော့ပြီးတော့ကျွန်တော်တို့နောက်ထပ်ဒီ output layer ကိုဒီ sigmoid မထားဘဲနဲ့ linear ထားပေးရတယ်ပေါ့နော်အဲ့တော့ဒါတွေကဘာတွေလဲဆိုရင်ပထမဆုံးပြောမယ်ဆိုရင်ဒီနေ့ logis ပေါ့အဲ့တော့ logis ဆိုတဲ့နေ့သူကz ကိုပြောတာပေါ့အဲ့တော့ဒီဟာကဒီလိုမျိုးလုပ်ပေးခြင်းအပြင်ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုရင်ခုနဒီလိုမျိုး error တွေကိုကျွန်တော်တို့ကreduce လုပ်ပေးတယ်ပြီးတော့ဒီလိုမျိုးneural network တွေကျွန်တော်တို့တွက်တဲ့ခါကျရင်ပို့ပြီးတော့ stable ဖြစ်အောင်ပေါ့နော်အဲ့လိုဒီnumerical error တွေမဖြစ်အောင် stable ဖြစ်အောင်ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့ထားပေးခြင်းအပြင်အဲ့လို error တွေကျွန်တော်တို့ reduce လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ sigmoid ကိုဖြတ်ပြီးတော့ဘာလို့ linear ထားလဲဆိုရင်သူကဒီမှာဆိုရင်ကျွန်တော်ပြောရမယ်ဆိုရင်သူ့ရဲ့ဒီ loss function မှာsigmoid ရောပြီးတော့ဒီ logic ပေါ့နော်ဒီlogic set ကိုသူကနှစ်ခုပေါင်းလိုက်တဲ့အနေထားပေါ့
တော့ model ကရှိတဲ့သူရဲ့ဒီ sigmoid ကိုလည်းသူကဒီမှာထည့်ပေါင်းတယ်ပြီးတော့ဒီကဏ္ဍတွေကျွန်တော်တို့ဒီတွက်တဲ့ဒီ set တန်ဖိုးတွေပေါ့နော်တနည်းအားဖြင့်ဒီ set raw output တွေကိုလည်းပို့ပြီးတော့တွက်တဲ့ခါကျရင် stable ဖြစ်အောင်အဲ့တော့ sigmoid plus ဒီ z ကိုကျွန်တော်တို့ပေါင်းပြီးတော့ဒီ loss မှာတစ်ခါလေးကျွန်တော်တို့တန်းကြည့်လိုက်တာပေါ့နော်အဲ့လိုတန်းကြည့်လိုက်တဲ့အတွက်ဒီကကျွန်တော်တို့ဒီ sigmoid ကိုမတုံးရတော့ပေါ့နော်အဲ့တော့ဒီ sigmoid ကိုဖြတ်ပြီးတော့ဒီနေ့ကျွန်တော်တို့အဆင်ပြေရဲ့ကျွန်တော်ဒီ linear ကိုကျွန်တော်တို့ထည့်ပေးရပါတော့เนาะအဲ့လိုကျွန်တော်တို့ပြန်ပြောရမယ်ဆိုရင်ဒီကျွန်တော်တို့ဒီ round of error တွေကို reduce လုပ်ဖို့အတွက်ဒီ binary cross entropy စတဲ့ကိုယ့်ရဲ့ဒီ loss function ပေါ့နော် loss function ရဲ့ parameter မှာfront logis ကို true ပေးရတယ် true ပေးပြီးတော့နောက်ဆုံး output layer ကိုsigmoid ဖြစ်ဖြစ်ကျွန်တော်တို့တခြားတော့ဒီခုန softness ဖြစ်ဖြစ်အဲ့ဒါကိုကျွန်တော်တို့မထားဘဲနဲ့ linear ကိုကျွန်တော်တို့ထားပေးခြင်းအပြင်ဒီ round of error ကိုကျွန်တော်တို့ reduce လုပ်လို့ရတယ်ပေါ့အဲ့တော့ဒီကလည်းဒါကိုပြန်ပြောတာပဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ softness ကိုတုံးတယ်ပေါ့အဲ့တော့ဒီမှာဆိုရင် softness ရဲ့ loss function ရှိမယ်အဲ့တော့ဒီအောင်ကျွန်တော်တို့ဒီ a1 ခုနတိုင်းပဲဒီ a လို့မထားဘဲနဲ့ကျွန်တော်ဒီ expression ကိုပြောင်းပြီးတော့ဒီလိုပိုင်းဝေးပိုင်းကြီးပုံစံမျိုးintermediate value အနေနဲ့ပြန်ရေးမယ်ဆိုရင်ခုနလိုကျွန်တော်တို့ဒီ round of errors တွေဖြစ်နိုင်တယ်ပေါ့အဲ့လို error တွေမဖြစ်အောင်ဒီမှာဆိုလဲအဲ့တိုင်းပဲကျွန်တော်ဒီ softness ကို softness မထားတော့ဘူးเนาะ linear ပြောင်းထားတယ်ဒီနောက်ဆုံး output layer ပေါ့ output layer မှာ softness မထားဘဲနဲ့ linear ထားတယ်နောက်ဆုံးဒီsparse category ကပေါ့နော်နောက်ဆုံးဒီ loss function ရဲ့ဒီ parameter မှာဆိုရင် from logis true ထားပေးခြင်းအပြင်ဒီ round of error တွေမဖြစ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဒီcomputation လုပ်တဲ့အခါမှာပို့ပြီးတော့ stable ဖြစ်လာတယ်ပေါ့နော်ဒီဝက်ပြန်ရှင်းတာပေါ့နော်အဲ့တော့ခုနတိုင်းပဲကျွန်တော်တို့ဒီ model ကို define လုပ်တယ်ပြီးတော့ဒီနေရာလေးကျွန်တော်တို့တစ်ချက်ပြောင်းတယ်ပေါ့နော်အဲ့တော့ model define လုပ်တဲ့နေရာမှာဒီမှာဒီကောင် softness ဆိုရင်ကျွန်တော်ဒီ softness မထားဘဲနဲ့ linear ထားတယ်အဲ့တော့ပြီးတော့ဒီloss function မှာကျွန်တော်ဒီ front logis true ထားတယ်ပေါ့နော်အဲ့တော့ဒီမှာချက်ကြည့်မယ်ဆိုရင်သူ prediction လုပ်တဲ့နေရာမှာပေါ့prediction လုပ်တဲ့နေရာမှာ logis equal ပေါ့နော် model x ပေါ့အဲ့တော့ကျွန်တော်ဒီ model ကို train ဖို့အတွက်ဒီမှာ model train ပြီးတဲ့ဟာကိုဒီ logis တွေထည့်ရပေါ့နော်အဲ့တော့နောက်ဖြစ်ဒီ logis ကကျွန်တော်တို့ဒီ a1 activation function ကိုပြောတာမဟုတ်ဘူးအဲ့တော့ logis ကခုနပြောခဲ့တဲ့အတိုင်းပဲသူကဒီ z တွေပေါ့နော်ဒီခုန10ခုရှင်10ခုပေါ့အဲ့တော့ဒီ z ဆိုရဲဒီ raw output တွေကိုသူကယူပြီးတော့နောက်ဆုံးကျမှကျွန်တော်တို့ဒီ activation function နဲ့ပြန်ပြီးတော့သူကprediction လုပ်တာပေါ့နော်အဲ့လိုလုပ်တဲ့အပြင်ကျွန်တော်တို့ကဒီ model ကဒီ computation လုပ်တဲ့နေရာမှာ stable ဖြစ်တယ်ပေါ့နော် stable ဖြစ်တယ်ခုနလို error တွေမဖြစ်တော့ဘူးပေါ့နော် run error တွေမဖြစ်ဘဲနဲ့ကိုယ့်ရဲ့ model ကဒီ computation မှာပို့ပြီးတော့ efficient ပို့ပြီးဖြစ်တယ်ပေါ့နော် efficient ဖြစ်တယ် stable ဖြစ်တယ်ပေါ့အဲ့တော့ဒီနေ့ကကျွန်တော်တို့ဒီလောက်ပဲပေါ့နော်မာဒီ classification အကြောင်းလေးတစ်ချက်ပြောတာဖြစ်ပါတယ်โอเคပါကျေးဇူးတင်ပါတယ်โอเคကျေးဇူးပါ